မင်းကလေးဟာပြောင်းမှုစစ်တစ်စီပဲစားလိုက်ရသေးတယ်ဒါပေမဲ့သူမရဲ့လက်ဖွားတွေဟာလျင်မြန်စွာကြီးထွားလာပြီးတကိုယ်လုံးလည်းတိတိတတ်တာပြောင်းလဲလာပါတော့တယ်ဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲမော်တစ်တီနှစ်ပွဲအကြောင်းကိုရုတ်တရက်သတိရသွားပါတယ်ပြောင်းမှုစစ်စားလို့ကိုယ်ရဲ့ကြီးထွားလာတယ်ဆိုရင်ထိုင်စစ်စားရင်တော့ပြန်သေးသွားမှာပဲလို့တွေးပြီးသူမဟာထိုင်ချလိုက်ကတစ်စိကိုအမြန်စားလိုက်ပါတယ်တကယ်ပဲသူမရဲ့ကိုယ်ထဲဟာတဖြည်းဖြည်းပြန်သေးငယ်လာခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲအရန်ကိုသေးသွားပြီးကြွက်တကောင်လောက်ပဲရှိပါတော့တယ်။သူမဟာပြန်ကြီးထွားလာဖို့အတွက်တခြားမော်တစ်တီတစ်လုံးကိုလှမ်းယူဖို့ကြိုးစားပေမဲ့စပွဲပေါ်ကိုဘလို့မှမမီတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအမျိုးသားတစ်ယောက်ဟာဂူထဲကိုရုတ်တရက်လမ်းလျှောက်ဝင်လာပါတယ်။ကြောက်လန့်သွားတဲ့မိန်းကလေးဟာကိုအမြန်ဖျောက်ထားလိုက်ရတယ်မထင်မှတ်ပဲထိုအမျိုးသားဟာသူမရဲ့ဘေးနားတင်ရက်လိုက်ပါတယ်။သူဟာမိန်းကလေးရဲ့အနံ့ကိုရသွားတာပါဒီလိုအရေးကြီးတဲ့အချိန်မှာပဲမိန်းကလေးရဲ့ချစ်သူရောက်လာခဲ့ပါတယ်။မိန်းကလေးဟာသူ့ကိုအမြန်ပဲလက်လန်းပြလိုက်တယ်။ဒါကိုမြင်တော့သူမရဲ့ချစ်သူကသူမကိုမချီလိုက်ပြီးသူ့ရဲ့ရင်ခွင်ထဲမှာလုံခြုံအောင်ထည့်ထားလိုက်ပါတယ်။ထိတ်လန့်စရာကောင်းတာကသူမရဲ့ချစ်သူဟာထိုအမျိုးသားနဲ့အတော်လေးရင်းနှီးနေတာပါပဲ။ဘာလို့လဲဆိုတော့မနေ့ညကတင်သူမရဲ့ချစ်သူဟာလူဆိုးတွေရဲ့ဖမ်းဆီးခြင်းကိုခံရပြီးအိတ်ထဲထက်ကအခေါ်ခံသွားရတာကိုသူမမြင်ခဲ့လို့ပါ။အဲ့ဒါကြောင့်လဲမိန်းကလေးဟာသူတို့နောက်ကိုဒီမြေအောက်ကိုအထိလိုက်လာခဲ့တာဖြစ်ပါတယ်။မကြာခင်မှာပဲထိုအမျိုးသားထွက်သွားခဲ့တယ်။မိန်းကလေးဟာသူမကိုပြန်ကြည့်အောင်လုပ်ပေးဖို့ချစ်သူကိုအလင်းအမြန်ပြောပေမဲ့သူမရဲ့ချစ်သူကတော့ဒါကိုလုပ်ပေးဖို့နီးလန်းမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့မိန်းကလေးဟာချက်ချင်းပဲထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။